ကောင်းတယ်ဒင်ဂရီက run ထဲမှာဘာဂရီဝင်ဒင်ဂရီလောက်တာကတော်တော်လေးအဆင်ပြေပါတယ်ဘာဂရီကကြောက်ဒီညမှာတရားရည်ဖြော်တဲ့နေရာမှာratio ကတော့1:1ပေါ့တရားတစ်စားရေတစ်စားတရား1ကီလိုဆိုရေ1ကီလိုတရားကီလိုဝက်ဆိုရေကီလိုဝက်အားလုံးမင်္ဂလာပါဒီဘာ secret channel ပြန်လည်ကြည့်လိုက်ပါတယ်ဒီနေ့ကိုပြောမယ့်အကြောင်းအရာတော့ဒီ knowledge share လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ Dingery ဆိုတဲ့ run base ကောက်ထီတစ်ခွက်ဖြစ်ပါတယ် run base ကောက်ထီပါ run base ပေါ့နော်ဒါ run ကိုခြေခံပြီးလုပ်တဲ့ဒါ Dingery ပေါ့နော် Dingery ဆိုတဲ့ကောက် Dingery ဆိုတဲ့ကောက်တီကိုဒီနေ့ပြောပြမယ်ဖြစ်ပါတယ်ဒီ Dingery ကောက်တီကဘယ်လိုဖြစ်ပေါ်လာလဲဘာကြောင့်ဘယ်လိုခေါ်လဲဆိုတော့အသေးစိတ်လေးရှင်းပြပေးမယ်classic ကောက်တီတိုင်းမှာဒါ history ရှိပါတယ်နောက်ကသမိုင်းကြောင်းရှိပါတယ်ဒါ signature ကောက်တီမှာလည်းရှိပါတယ်သူကလည်းသူသမိုင်းကြောင်းတွေရှိပါတယ်ဒါဟိုဒါကောက်တီဖြော်ဆက်ရုံနဲ့ပြောရေးဖြော်ဆက်ရုံနဲ့ကောက်တီပါတင်နာကောင်တယောက်လို့ဆိုလို့မရပါဘူးကောက်တီတွေရဲ့ဒါသမိုင်းကြောင်းတွေကောက်တီတွေရဲ့ဘာ base ဆိုတာကိုသိထားဖို့သိထားမှဒါပါတင်နာကောင်တယောက်ဖြစ်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့Dingery ရဲ့base ဆို run base ကောက်တီဖြစ်တဲ့ Dingery ရဲ့သမိုင်းကြောင်းအနည်းငယ်လေးသိသိရှင်းပြပေးမယ်အဲဒါလို့ရှိရင်Dingery ရဲ့ကောက်တီကတော့ဒီကျူးဘားနိုင်ငံမစဘူးဗျာကျူးဘားနိုင်ငံမှာရှိတဲ့ဒီဆန်တီယာဂိုမြို့မှာရှိတဲ့ရွာလေးတရွာရဲ့ဒီတတုတွင်မိုင်းတွင်ပေါ့နော်တတုမိုင်းတွင်ရဲ့နာမည်ဖြစ်ပါတယ်ဒါ Dingery ဆိုတာအဲ့ဒီရွာရဲ့မိုင်းတွင်မှာစပြီးတော့ဖြော်ဆက်ခဲ့တဲ့ဒါကောက်တီတစ်ခွက်ဖြစ်တဲ့အတွက်ဒါဒီနေ့ကဘာကျော်ကောက်တီဒါ Dingery ဆိုဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒါဟိုဒီ Dingery ကိုဘယ်သူကနေစတင်ပြီးဖြော်ဆက်ခဲ့လဲဆိုလို့ရှိရင်ဒါကျူးဘားနိုင်ငံဒါ1898ခုနှစ်လောက်ကဒီ1898ခုနှစ်ဝန်းကျင်ကစပိန်အမေရိကန်စစ်ပွဲကာလပေါ့နော်စစ်ပွဲကာလမှာဒါတတုမိုင်းတွင်ဒါအင်ဂျင်နီယာဖြစ်တဲ့ဒါအမေရိကန်အင်ဂျင်နီယာပေါ့နော်တတုမိုင်းတွင်အမေရိကန်အင်ဂျင်နီယာဖြစ်တဲ့အမေရိကန်နိုင်ငံသားဒါ Genian Coach ကဒီသူ့ရဲ့ customer သူ့ရဲ့ဧည့်သည်တွေကိုသူကဒီဂျင်နဲ့သူကအခန့်နေတဲ့အချိန်မှာဂျင်ပြတ်သွားတော့ဂျင်ပြတ်သွားတဲ့ခါကျတော့သူကဂျင်အစား run ကိုသုံးပြီးတော့ဒါ run ရဲ့ရတာနဲ့လိုက်ဖောင်းသူကတံမြာရည်အကြားရည်ဟိုဒါ cyber တို့ land တို့ကိုရောပြီးတော့ဒါ balance ဖြစ်အောင်သူbalance ဖြစ်အောင်ရောပြီးတော့တိုက်ရာကနေပြီးတော့ဒီ Dingery ဒီတူမိုင်းရင်းရဲ့နာမည်ပဲသူကပေးခဲ့တာဖြစ်ပါတယ်ဒါ1898ဝန်းကျင်อ่ะပေါ့နော်ဒါဒီအမေရိကန်နိုင်ငံသားတတုမိုင်းတွင်အင်ဂျင်နီယာGenian Coach ကဒီ Dingery ဆိုတဲ့နာမည်ကိုစတင်ပေးပြီးတော့ဒီ Dingery ဆိုတဲ့ဒါကောက်တီကိုစတင်ဖြော်ဆက်ခဲ့ပြီးတာဖြစ်ပါတယ်ဒါကတော့ဒါနောက်တစ်ချက်ကြတော့ဒီစာရေးဆရာဟင်းမင်းကိုကြောက်လဲနာမည်တကဘာလုံးနာမည်ကြီးသွားတာဖြစ်ပါတယ်စာရေးဆရာဟင်းမင်းကိုကကျူးဘားနိုင်ငံရောက်တဲ့ခါမှာဒါဘာတစ်ခုမှာသူကDingery ကိုသူကနေတိုင်းတောက်တယ်သူတောက်တဲ့ပုံစံကတော့ဒါrun ကိုdouble ပေါ့နော် run ကို double အနေနဲ့မှာတောက်ရင်းကနေပြီးတော့ဒါ Dingery ဆိုပြီးတော့ Henry special ဆိုပြီးတော့လည်းသူကခေါ်ခဲ့တာဖြစ်ပါတယ်ဒီနေ့ခေတ်ပါတင်နာလောကထဲမှာဆိုလို့ Dingery ဆိုလို့ရှိရင် classic ကောက်တယ် classic Dingery ပြီးလို့ရှိရင်ကျွန်တော်တို့ Dingery strawberry Dingery mango watermelon Dingery စရှိတဲ့ Dingery ဒါ fruit တွေနဲ့blender လုပ်ပြီးတော့ blend ပြီးတော့ဒါလုပ်ပြီးတော့ဒါ frozen လုပ်ပြီးတော့ဒါမျိုးပြောင်းလဲပြီးတော့ Dingery ကိုပဲအခြေခံပြီးတော့ဒါတီးတွေနဲ့မျိုးပြောင်းလဲပြီးတော့ဒါဖြော်ဆက်လာတာဖြစ်ပါတယ်ဒီနေ့ခေတ်ပါတင်နာမှာအဲဒါလို့ရှိရင် classic Dingery လို့ပြောလို့ရှိရင်ဒါဒီမှာဒီ recipe နဲ့ဒီ ratio တိုင်းသွားတာဖြစ်ပါတယ်ဒီမှာပြတာပဲမယ်classic Dingery လို့ Dingery တစ်လုံးနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး run 2 on ပေါ့နော် run 2 on ဒါ60 ml လို့ဆိုရင် lime က0.75 ပေါ့နော် 0.75 on ဆိုလို့ရှိရင် 22.5 ml ပေါ့နော်နောက်တစ်ခုက cyber တရားရည်ရကျွန်တော်တို့ 0.5 50 ml တောင်းရမှာဖြစ်ပါတယ်ဒါကတော့ဒါ classic Dingery လို့ပြောလိုက်လို့ရှိရင်ဒီ ratio ရဲ့ဒီ recipe အတိုင်းပဲဖြစ်ပါတယ်fruit တွေနဲ့ဒါ strawberry တို့ mango တို့ watermelon တို့အစရှိတဲ့တီးတွေနဲ့လုပ်မယ်ဆိုလို့ရှိရင် recipe
တစ်မျိုးကြောင်းလဲပါတယ်ဒါကတော့ classic လို့ပြောလိုက်ရင် d with p d ratio ဒါအတိုင်းသွားမှာဖြစ်ပါတယ်ဒါ classic ဒါ classic degree ဖြစ်ပေါ်လာပုံနဲ့ဒါ classic degree ဆိုတာကိုဒါအမိုင်းကြောင်းရအနေနဲ့ရှင်းပြသွားဖြစ်ပါတယ်ဒီနေ့ classic ဒါ degree ကိုဖြောပြပြအောင် okay degree ကိုစတင်ပြောသားမှာဆိုရင်ဒါ run လို့မှာ run ရဲ့line ရဲ့ပေါ့နော် line ရဲ့ပြီးရင်ဒါ side လို့ခေါ်တဲ့ကြားရည်ရဲ့ဒါပဲလို့မှာဖြစ်ပါတယ်ဟိုတော့ degree ဆက်လို့မယ်ဆိုရင် degree ဆက်လို့ classic ဒီလိုမှာ classic degree ဆိုတော့ဒီနေ့မာတီနီကလပ်ကိုသုံးမယ်နော်ကပယ်ကလပ်လည်းသုံးလို့ရတယ်မာတီနီကလပ်လည်းသုံးလို့ရတယ်မာဂရီတာကလပ်ကိုလည်းသုံးလို့ရတယ်ပေါ့ဒီနေ့ကိုမာတီနီကလပ်ကိုသုံးလိုက်မာတီနီပုံမှန်အားဖြင့်ပေါ့နော်ဟိုဒါမာတီနီလုံးပုံမျိုးပဲတင်ဂရီကိုလည်းရှင်းထားလို့ရတယ်ပေါ့နော်ရှင်းထားလို့ရတယ်ရေရဲနှင်းငယ်ထည့်ပြီးဖန်ခွက်ထဲမှာရေရဲနှင်းငယ်ထည့်ပြီးရှင်းထားပါတော့ရေရဲမွေရလိုက်ရှင်းထားလိုက်ရှင်းထားမယ်ပြီးလို့ရှိရင်ဒါshaker ပေါ့နော် shaker ကိုသုံးမယ် shaker height ဒါကတော့ Boston shaker ပေါ့ Boston shaker ကိုသုံးမယ် Boston shaker ကိုသုံးမယ် Boston shaker ကိုဒါတော့ run နော် Bagadi run ကိုသုံးမယ်ဒါ Cuba နိုင်ငံကိုကုန်ပြည့်နေ Bagadi run သုံးလိုက် Bagadi run right run ကဒါကောက်တေးတော်များမှာသုံးနော် Bagadi run ကိုသုံးမယ်60 run 60ထဲမှာ run ပေးပြအတွက်60သုံးမယ်အခုကတန်မြာကြီးပေါ့နော်တန်မြာကြီးကကျွန်တော်တို့ line က25 0.7.1ဆိုတော့ဒါတော့ 22.5 ml ပေါ့နော်အဲ့ထည့်ရမယ်22.5 ml တန်မြာကြီးထည့်ရမယ်ဆိုတော့ကျွန်တော်တို့ဒီတင်္ဂရီလောက်တဲ့နေရာမှာကျွန်တော်တန်မြာကြီးကလက်ဆက်နေတာအကောင်းဆုံးပေါ့နော်တန်မြာဒီစစ်ကိုတေချာအခုခွဲပြီးတော့အခုတခါတည်း squeeze လောက်တာအကောင်းဆုံးပေါ့နော်အဲ့တော့တန်မြာဒီ2. တန်မြာဒီကတော့လုံးကြီးအသေးပေါ်မူတည်ပြီးအရေကသူ30ရမယ်15ရမယ်တန်2.5ရပါမယ်ဒီလုံးဝနဲ့ဒီတန်2.5ရတယ်အဲ့တန်မြာရေထည့်မယ်ပြီးတော့တကြားရေပေါ့နော်တကြားရေကျွန်တော်ကတကြားကိုဒီညမှာတကြားရေဖြော်တဲ့နေရာမှာratio ကတော့1:1ပေါ့တကြားတစ်စားရေတစ်စားတကြား1ကီလိုဆိုရေ1ကီလိုတကြားကီလိုဝက်ဆိုရေကီလိုဝက်ဒါတော့ရေ hot water နဲ့လုပ်တဲ့အခါကျလို့ရှိရင်တကြားတစ်စားရေတစ်စားဒီကလိုဆော်ဒါနဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းရပါဆော်ဒါနဲ့ကြတော့ဘယ်လိုလုပ်တာကောင်းဆော်ဒါနဲ့ကြတော့ကြာ hot water ထပ်ပို့ပြီးတော့ရတာပို့ရှိရပို့လို့လေးပင်ရှိရဲပြီးတော့ဆော်ဒါကဂတ်ပါတဲ့အတွက်ကောက်တေးတွေဖြော်စားတဲ့အခါကျတော့ဆော်ဒါပိုကောင်းတယ်ပေါ့နော်ပိုဖြော်ရတာကောင်းတယ်တောင်းရတာပိုကောင်းတယ်ဆော်ဒါနဲ့ဖြော်တဲ့ကောက်တေးတွေကဒါပေမဲ့ဆော်ဒါကရေရှည်မခံဘူးကြာကြီးထားလို့မရဘူးတကြားနဲ့ hot water နဲ့ဖြော်တဲ့အခါကျရင်တစ်လ2လအဲ့လောက်ကြီးကြာထားလို့ရပါဘူးနော် hot water ကရေရှည်ခံတယ်တကြားကြီးဖြော်တာကိုကျွန်တော်ကရှင်းပြပေးတာဖြစ်ပါတယ်တကြားကြီးကဒီ ratio 1/2ဆိုလို့ရှိရင်တကြားတစ်စားရေတစ်ဝက်ဆိုလို့ရှိရင်တကြားကြီးပြစ်သွားအောင်ဖြစ်ပါလားပြစ်သွားလို့ရှိရင်တကြားထားခံပါတယ်အကောင်းဆုံးကတော့1:1 ratio ပေါ့နော်တကြားတစ်စားရေတစ်စားဒါတော့အကောင်းဆုံးပဲဒါအမှန်ဆုံး ratio နဲ့အတိအကျဆုံး ratio ပဲနော် hot water နဲ့ကျွန်တော်ပြောတာဒါတော့ဒီတကြားရေ15ထည့်မယ်ပြီးရင်ကျွန်တော်တို့ဒီရဲထည့်အိမ်မှာလောက်တာဆိုတော့အိမ်မှာလောက်တဲ့အတိုင်းပေါ့နော်ဒီရဲထည့်မယ်ပြီးရင်ကျွန်တော်တို့ Boston shaker နဲ့ရှိတ်တဲ့နေရာမှာကျွန်တော်တို့15စက္ကန့်ထားမလားစက္ကန့်20ထားမလားဒါကတော့ရှိတ်တဲ့စိတ်တဲ့ဘာဒင်နာပုံမှာဘာဒင်နာပုံမှန်အားဖြင့်15စက္ကန့်ကနေပြီးတော့စက္ကန့်20ရှိတ်ရတယ်ပေါ့နော်
ဒါပါဒီရေခဲနဲ့ဒီကောက်ဒီရက်တွေကိုဘဲလန့်ဖြစ်သွားအောင်အထဲမှာမှုေအထဲမှာဒီလိုမျိုးညီမျှသွားအောင်ဘဲလန့်ဖြစ်သွားအောင်ပေါ့နော်အရှိတ်နဲ့ရှိတ်ပြီးဒါလက်ဖက်နောက်လေးနဲ့ဆောက်လိုက်ပြီးရင်ဒီမှာကျွန်တော်တို့လက်နှစ်ဖက်နဲ့ကိုင်တော့ကျွန်တော်ဆက်ကတော့ရှိတယ်ပေါ့ဒါလက်ပေါ်တင်ပြီးတော့ဒီဟာနေတဲ့ဘက်ကိုလက်ဖက်နောက်လေးနဲ့ပြီးလိုက်ရင်တော့ရပြီဆိုရင်ကျွန်တော်တို့ဒီဒါဘာဂတိကတခြား brand နဲ့မတူသူကရတာနည်းနည်းပိုကောင်းအောင်ပေါ့နော်ဒါမှကျွန်တော်ဒီခွက်တွေကိုကျွန်တော် strainer ကိုသုံးမယ်ဒါ strainer ပြီးတော့ဒီ strainer တခုကျွန်တော်ဒီထဲမှာတတ်မြကြီးဟိုညှစ်ထားတဲ့ဟာဆိုတော့အဖတ်တွေပါမှာဆိုလို့ 5max strainer ပဲခါထည့်တယ် 5max strainer နဲ့ကျွန်တော်တို့ဒီစားရင်းနဲ့တင်ကြရပါပြီကောင်းပါဒင်ဂရီက run ထဲမှာဘာဂရီ run နဲ့ဒင်ဂရီလောက်တာကတော်တော်လေးအဆင်ပြေပါတယ်ဘာဂရီ run နဲ့ဒင်ဂရီပဲလုံးမိုင်းထိုင်ပဲလို့ကြိုက်ဒါ run base ကောက်တွေမှာဒါဘာဂရီကတော်တော်လေးရတာကြောင်းလဲမှုရှိပါတယ်ဒီနေ့ပြောပြပေးရဒီနေ့ပြောပြပါတယ်ဒါဒင်ဂရီအကြောင်းကိုဒါနားလည်အောင်လို့ထင်ပါတယ်သိချင်တာရှိတယ်ဆိုလို့ရှိရင်လည်းကွန်မန့်ထဲမှာဝင်ရောက်ပြီးမေးသွားလို့ရပါတယ်နောက်ပြီးကြရင်ပြန်တွေ့ကြ